အခုတင်မြင်နေရတာဂျိုသားမဟုတ်ပါဘူးတုတ်ကောင်တကောင်ပါအခုပြောပြမှာကဘဝဆိုးတွေကနေလွတ်မြောက်အောင်ရုန်းကန်ရမယ့်ကအစ်စ်လေးတစ်ခုအကြောင်းမှာဂိမ်းနာမည်ကတော့ Become ပါမျက်မှန်တက်ထားတဲ့တုတ်ကောင်လေးတစ်ကောင်နေရာကနေကစားရမှာဖြစ်ပြီးတန်ပေါင်းများစွာသောပြိုင်ဘက်တွေကြားထဲကနေမျိုးဦးစီကိုပထမဆုံးရောက်အောင်အပြေးပြန်ရမယ်စွန်စားခန်းဂိမ်းဖြစ်ပါတယ်လန်ခီမှာအာဟာရဖြစ်မဲ့ protein တွေလိုက်ကောက်ရမယ်ပြီးတော့ကိုထက်ထွားချိုင်းတဲ့ပြိုင်ဘက်တုတ်ကောင်ကြီးတွေကလည်းငါပဲပထမရမှာဆိုပြီးလာပြဩရာကိုခံရအောင်မှာပါဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးခန္ဓာကိုယ်တွင်ခုခံအားစနစ်တွေရဲ့တိုက်ခိုက်မှုကိုလည်းရှောင်ရပါသေးတယ်နည်းနည်းလေးမှားလိုက်တာနဲ့ကိုဘွားကခြေအိတ်ထဲမှာတင်လမ်းဆုံးသွားနိုင်လို့တတိတော့ထားရမယ်နော်ဒီဂိမ်းရဲ့မိုက်တဲ့အချက်က rapid game တွေလိုမျိုးကိုတုတ်ကောင်လေးရဲ့အရှိန် speed အာဟာရ protein နဲ့ရှင်တန်နိုင်စွမ်း survival တွေကိုစိတ်ကြိုက်ကပ်လုပ်လို့ရတာပဲကိုပိုင် store တွေနဲ့အကျိတ်အနယ်ဝင်တိုးရမှာပါတန်းနဲ့ချီတဲ့ပြိုင်ဘက်တွေကြာဆုံးသွားတဲ့ခီးလမ်းမှာတင်မဲနောက်ဆုံးဂိုးလေးကိုရောက်အောင်သွားပြီးလူသားတဲ့ရောက်ဖြစ်တည်လာနိုင်မလားဆိုတာစိန်ခေါ်ထားတဲ့ဂိမ်းပါအရန်ဆန်းတစ်ပြီးဟာတာမြောက်တဲ့ဒီဂိမ်းလေးကိုတော့ P Steam မှာ2026တွင်ဆော်ရတော့မယ်လို့သိရပါတယ်ကဲတငယ်ချင်းတို့ကို mention ခေါ်ပြီးဒီဘွားတုန်းကဘသူအရင်နိုင်ခဲ့လဲမေးကြည့်လိုက်အောင်